အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ sharing လုပ်ပေးမှာကြတော့ဒီဖောက်ခွက်လေးပေါ့နော်ကျမတို့ဖောက်ခွက်တွေချုပ်တဲ့ခါကြလို့ရှိရင်body pot တွေမှာကျမတို့ဘယ်လို pot တွေအသုံးပြုပြီးတော့အုံခွက်ကလေးတွေဖောက်ခွက်လေးတွေချုပ်သွားလို့ရရဲဆိုတဲ့အပိုင်းလေးကို sharing လုပ်ပေးတော့မှာဖြစ်ပါရှင်ကျမဒီနေ့ဗီဒီယိုရင်းမှာဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကြတော့ကျမတို့ body ကိုရိုးရိုးအုံပြောမချုပ်ချင်ဘူးကျမတို့ကတိတ်ရှင်သားတိတ်မပြေလို့ဖော်လေးနဲ့ထဲချုပ်ချင်တယ်မြန်မာအင်ဂျီလေးနဲ့ဝတ်တဲ့ခါကြလို့ရှိရင်ဖော့တဲ့လေးကပို့အဆင်ပြေရပေါ့နော်ဒါပေမဲ့ဖော့ကဘလို့မျိုးစားလေးသုံးရမလဲဘလို့ဟာလေးကအဆင်ပြေလဲဆိုပြီးတော့မိထားတဲ့အမားတွေအတွက်ပြန်ပြီးတော့ဖြည့်ပေးမယ်ပေါ့နော်အဲ့တော့ကျမအခုလက်ထဲမှာချုပ်နေရလေးကကြတော့ပခုံးဖော့နဲ့ချုပ်နေရပေါ့နော်အဲ့ဖော့တစ်ခုချင်းစီရဲ့ကောင်းကျိုးစိုးကျိုးအကွက်တွေစိုးကျိုးရတော့မဟုတ်ဘူးပေါ့နော်အားသာချက်အားနည်းချက်လေးတွေကိုကျမပြပြပေးသွားမယ်အဲ့ဒါလေးကပခုံးဖော့နဲ့ချုပ်တဲ့ရလာလေးပေါ့နော်ပကုံးဖောနဲ့ချုပ်တယ်ဆိုလို့ရှိရင်လည်းပဲပုံထွက်လေးကတော်လေးကိုအဆင်ပြေပါတယ်သူလည်းလှတယ်ပကုံးဖောမှာကျမတို့ကစားလို့ရတာကသူ့မှာဖော့အထူရဲ့အပားရဲ့ဆိုပြီးတော့ရှိရပေါ့နော်ဒါလေးကတော့ဖော့အပားလေးပေါ့နော်ဖော့အထူကကြောင့်အနီရောင်တစ်စိတ်လေးဒီပုံစံကိုပဲအနီရောင်လေးရှိရပေါ့နော်အဲ့တော့ကျမတို့ကဒါပကုံးဖောနဲ့မှာဘယ်လိုအားသာချက်ရှိလဲဆိုတော့သူကတထေစာအတွက်ပို့ပြီးတော့ဈေးတက်တာရပေါ့နော်တထည်ဖြစ်ဖို့အတွက်ကျမတို့တောင်းရတဲ့အရင်နှီးပိုင်းမှာပို့တက်တာရပြီးတော့ပုံထွက်အားဖြစ်လဲလှတယ်ပြီးတော့ဒီ body on ဆိုလို့ရှိရင်ပကုံးဖောနဲ့ပဲချုပ်တာပို့ပြီးတော့များတယ်ပေါ့နော်အဓိကတော့ဈေးနှုန်းတက်တာရဒါပေမဲ့သူ့ရဲ့အားနည်းချက်ကကြတော့ချုပ်ရတာလက်ဝင်တယ်အဆင့်ဆင့်ပဲเนาะကျမတို့ဖောရီကက်ရတယ်ပြီးတော့အောက်ရင်အတွက်ဖောရီကိုဓာတ်တွေချုပ်ရတယ်ကက်ရတယ်ချင်းချင်းတွဲရတယ်ပြီးရင်အလှအုပ်လွှာထပ်တင်တယ်ပြီးတော့ထပ်ချုပ်တယ်သူဘာကြီးရရင်များတယ်ပေါ့နော်သူကတော့လေအဲ့တော့ချုပ်ရတဲ့ step တွေကနည်းနည်းများတယ်နည်းနည်းခက်ခဲတယ်စပြီးချုပ်ခါစားလူတွေအတွက်လက်သိမ့်မနိုင်သေးတဲ့အချိန်မှာဆိုဖော့တွေကလှိုင်းနေထားတာများတယ်ရှုံနေအဲ့လိုမျိုးများတယ်ပေါ့နော်လက်တခြားလေးယူတတ်မှအလေးကျင့်များမှာဖော့တွေကအဆင်ပြေတာရှိရပေါ့နော်ဒါပေမဲ့သူအားသာချက်ကကုန်ကြစေတက်တာလှရပေါ့နော်အဲ့တော့နောက်ထပ်ပစ္စည်းပေါ့နော်ကျမတို့ပခုံးဖော့နေမှာလားတခြားဟာနေရောဖော့တွေကိုချုပ်လို့မရဘူးလားဆိုရင်ချုပ်လို့ရတယ်ကျမတို့ဒီပစ္စည်းလေးပေါ့နော်ဒါလေးကတော့ယိုရီးယားခွက်တရုတ်ခွက်တွေလည်းရှိရနော်တရုတ်လည်းသုံးလို့ရတယ်ယိုရီးယားလည်းသုံးလို့ရတယ်ဒါပေမဲ့ယိုရီးယားတော့ခွက်ကလေးပိုချောင်းနဲ့တော့ပိုလှရပေါ့နော်ပို့ပြီးတော့ရေချော်ပါချော်ဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့သူကအဆင်ပြေအသုံးဝင်တယ်ပေါ့နော်ဒီလိုခွက်ကလေးတွေသူကကျတော့ကျမတို့ကအလှအုပ်လွှာရေးဘာရေးလုံးပြမလို့ကျမတို့ခိုင်းထုတ်နေကြလို့ပဲအုံပြောလို့ပဲချုပ်လိုက်ပြီးတော့ပိတ်စားရေးချားထဲမှာဒီအလွှာလေးဒီအုံလေးကိုထည့်ပြီးတော့အလှဘက်ကဖိနှင်းလိုက်တာနဲ့ကျမတို့ကတင်းတင်းပြောင်ပြောင်လေးပေါ့နော်တင်းတင်းပြောင်ပြောင်ခွက်ကလေးတစ်ခါရသွားတာအဲ့တော့အချိန်အားဖြင့်ဆိုလို့ရှိရင်အဲ့ဒီကျမတို့ယိုရီးယားအဲ့ခွက်နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်ကျမတို့15မိနစ်လောက်10မိနစ်15မိနစ်လောက်နဲ့ပဲလှတဲ့အုံခွက်လေးတစ်ခုကိုချုပ်နိုင်တယ်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ပေါ့နော်သူကကြောက်တိတ်ပြီး scale မလို့ဘူးပေါ့နော်ချုပ်တဲ့ခါချုပ်ဖို့တော်ဖို့အတွက် scale မလို့ဘူးသူကသူ့ပတ်ချလေးကိုပိတ်စားနဲ့ဖိနှင်းလိုက်ရင်ကိုအတော်လေးအဆင်ပြေရပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ရှိရဲအခုအရင်ဈေးကြီးနေပါတယ်တစ်ထည်စာကိုကျမတို့အနည်းဆုံး9000နဲ့အထက်6000လောက်သုံးမှတစ်ထည်စာရပါတယ်ဒါသူ့ရဲ့အားနည်းချက်မဟာအားနည်းချက်ကြီးပေါ့နော်တချို့ကားရောက်ပေါက်နေတဲ့ဝယ်ရခက်တဲ့မျိုးတွေဆိုရင်ပိုတောင်ဈေးများမယ်ချင်ပါတယ်နော်အဲ့တော့ကျမတို့ဒီပခုံးဖောနဲ့ချုပ်မယ်ဆိုရင်ကြတော့တစ်ထည်စာမှာအရင်ကြီးကထောင်ကနန်းပပလေးပဲနော်ထောင်ကနန်းဆွန်းလေးပဲရှိရယ်ကျမတို့2000ထိရောက်မှရောက်ချင်မှရောက်မယ်ဒါပေမဲ့လည်းမြို့နယ်အလိုက်ဝယ်ရတဲ့ဈေးပေါ်မူတည်ပြီးတော့တစ်ထည်ကို2000လောက်ကျတော့လည်းဖြစ်နိုင်လို့တစ်ထည်ကို1500နဲ့ရရတယ်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ကုန်ကြစိတ်ကွာဟာချက်မှာအရန်ကြီးကွာရဲဆိုတော့ကိုကဒီပခုံးဖောနဲ့ပဲဒီ scale ကိုပို့ပြီးတော့မြင့်အောင်လေ့ကျင့်ပြီးတော့လှုပ်စီချင်ပါရဲ့နောက်ပိုင်းဟိုဖော့တွေကကျမတို့ချုပ်ခိုက်ယူရဲခါမှာ customer စီကနေအရန်ဈေးယူရတဲ့ခါကျရင်ဈေးယူလို့အဆင်မပြေရောရဲ့အနေထားတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲကြတော့အခုကတည်းကပခုံးဖောနဲ့လှလှလေးချုပ်တအောင်တခြားလေးလေ့ကျင့်နော်ကျမအလုပ်လုပ်ရင်းနဲ့နည်းနည်းလေးတရပေါ့နော်ကိုပြလို့ရတဲ့အပိုင်းလေးတွေကို sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျမဆက်ပြီးတော့အလှအုပ်လွှာတင်နေတဲ့ဟာလေးတွေကိုဆက်လေးလာခြင်းလဲကြည့်သွားလို့ရတယ်နော်ကျမအလှအုပ်လွှာကြီးမှာဆိုလို့ရှိရင်ကော်ပိတ်ကတ်တယ်ဒါအထက်ကကော်ပိတ်ကတ်ထားရပါတော့အဲ့တော့ကျမတို့ဒီဖောက်ခွက်နဲ့ပေါ့နော်ယိုရီးယားဖောက်ခွက်နဲ့ချုပ်တယ်ဆိုလို့ရှိရင်ကော်ပိတ်ဒီကတ်စရာမလိုဒီဖောက်ခွက်နဲ့ဆိုကော်ပိတ်မလိုဘူးပေါ့နော်သူဟာသူတင်းတင်းပြောင်ပြောင်လေးဖြစ်တယ်အရန်လွယ်တယ်ပေါ့နော်ဒါပေမဲ့လွယ်တာကြရင်တော့သုံးပါနော်ဒါပေမဲ့အရင်ကြီးအရန်များတော့ကိုချုပ်ခါက
များသွားမယ်ပေါ့နော်မြောက်သွားမယ်ပေါ့ဒါလေးကတော့ကျမဖော်တယ်လေးကိုချုပ်နေရပါကျွန်တော်တစ်ဖက်လေးဒူးပေါ်တင်မယ်အုံခွက်ထဲချုပ်တဲ့ခါကြလို့ရှိရင်အခွင့်ခါတင်တဲ့ခါကြလို့ရှိရင်လည်းပဲကျမလိုပဲဗီဒီယိုလေးရိုက်ပြီးတော့ပြပေးအောင်မယ်နော်ကျမစီမှာဒီလိုပုံစံပတ်တန်ကတ်လေးလည်းရောင်းပေးပါတယ်ခြုံကြီးလည်းပြပေးပါတယ်ရှင်စိတ်ဝင်စားလို့ရှင်ချက်ပေါက်မှာအသေးစိတ်မေးမြန်းလို့လည်းရပါတယ်ဒီဖော့တယ်လေးတွေကလေကျမတို့မြန်မာဝန်ဆက်နဲ့ဝတ်လိုက်လို့ရှင်အရန်ကိုလှသွားတာခါလေးသိပြီးခါသေးရင်ကြီးပေါ့နော်ခါလေးရဲ့တသေးလေးဖြိုသွားပြီးတော့ခါလေးရဲ့ချက်သွားပြီးတော့ရင်ကဖွင့်လေးသူ့ပုံစံလေးအဲ့လိုအပုံမြောင်ဖွင့်လေးဖြစ်တာဆိုတော့မြန်မာဝန်ဆက်တွေနဲ့ဝင်ရင်အရန်ကိုလှရဲပေါ့နော်ဒါလေးကတော့အလှအုပ်လွှာလေးကိုဖိပြီးတော့ချုပ်နေပါပြီအဲ့တော့ဒီနေရာမှာကိုချုပ်တဲ့ဖောက်ကွက်တင်းပြောင်လေးဖြစ်ဖို့အတွက်ဆိုရင်သတိပြုရမယ့်အချက်ကကျမတို့အလှဘက်ကနေပဲဒီလိုပတ်ချလေးလေးကိုနင်းပေးပါနော်မလှဘက်ကနေဆိုရင်အနှဲငယ်ပွားရောင်ဖြစ်တတ်ပါတယ်အဲ့တော့ကို့အထည်လေးကတင်းပြောင်လေးရုပ်ထွက်ကိုအနှဲငယ်ပဲရမယ်အရင်မလှဘူးပေါ့နော်အဲ့တော့အလှဘက်ကနေနင်းပေးရပို့ပြီးတော့အဆင်ပြေပါတယ်ညာရင်ချုပ်ပြတော့ဦးဒီတစ်ဖက်ပဲချုပ်ပြမယ်နော်မိနစ်တွေအရင်များရင်မကြည့်ချင်တော့မှဆိုလို့ပါကဲဒီမှာဖော့ခွက်လေးရပါပြီဒါဖော့အပါလေးနော်ဖော့အပါမှာတင်းပြောင်လေးထွက်တယ်ဒါကော့ပိတ်လည်းကတ်ထားတယ်ပြီးတော့အလှဘက်ကနေလည်းဖိချုပ်တယ်တေချာလေးလေးမခိုအောင်မဖောင်းလို့လည်းပင်အနဲ့ထိန်းနေနော်အဲ့လိုအချက်တွေတေချာဆော့အောင်ချုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖော့ခွက်လေးကလှလှလေးထွက်မယ်နော်ဒါဖော့အပါလေးနဲ့ဖော့အထူလေးနဲ့ဆိုပို့ပြီးတော့ခွက်ကလေးကတောင်းတင်းနဲ့ပို့လှရဲပေါ့နော်အဲ့ဖော့အပားနဲ့အထူမှာလည်းပဲကျမတော့အပားနဲ့ပဲအဓိကချုပ်လေးရှိရပေါ့နော်အထူကကြတော့ရင်သားသေးပြီးတော့အဲ့လိုထူထဲလေးနည်းနည်းပိုကြီးတရားအောင်ဖြစ်ချင်တဲ့လူတွေဆိုရင်အနီတော့အထူနဲ့ချုပ်ပြီးရပေါ့နော်ရင်သားလည်းရှိရတာနဲ့ဖော့လေးပါတင်တာမျိုးဆိုလို့ရှိရင်အရင်ကြီးတဲ့ငကိုရင်သားထက်အရင်ကြီးသွားတဲ့ပုံစံမျိုးမဖြစ်ချင်တဲ့လူတွေအတွက်ကြတော့ဒီမှာအပားလေးပဲချုပ်ပြီးရအဲ့ကြတော့ဖော့ပါကြတော့ရင်အောင်ခွက်ကြီးသေးတော်တော်များများနဲ့အဆင်ပြေရဖော့အထူကကြတော့ရင်အောင်ခွက်သေးရဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေရပေါ့နော်ဖော့ခွက်လေးရတော့ပါပြီကျေးဇူးပါနော်တကယ်လို့အသုံးဝင်နေဆိုရင် share ပြီးတော့ပါအောင်ရှင်